မင်္ဂလာပါဒီနေ့ကကျွန်တော်ကျိုင်းတော်မြို့အကြောင်းပြောတော့ပြင်မယ်ကျိုင်းတော်မြို့အကြောင်းပြောမှဆိုရင်ဒီကြောက်တိုင်ကတော့အရင်ဆုံးကျွန်တော်စပြောပါခင်ဗျဒီဘာလို့ဆိုဒီကြောက်တိုင်ကမြို့အလဲကောင်မှာရှိတာဖြစ်တယ်အခုမြင်နေရတဲ့ဒီနေရာလေးကကျွန်တော်ကတောင်ကြီးကိုသွားတဲ့လမ်းဖြစ်တယ်ပြီးရင်ဒီနေရာလေးကတော့ကျွန်တော်တို့မိုင်းလားဘက်ကိုသွားတဲ့လမ်းပြန်ခွဲသွားတာဖြစ်တယ်နောက်ပြီးတော့ပြပြပေးမယ်နော်ဒီဘက်ဒါကတော့တာချီလိမ့်မြို့ကိုပြန်သွားရဖြစ်တယ်။ဟိုးတက်ဒီလမ်းကတော့ကျွန်တော်တို့တောင်ကြီးကိုသွားလို့ရတယ်။တောင်ကြီးပြီးရင်ကျွန်တော်တို့မိုင်းလေးကိုရန်ကုန်ကိုဆက်သွားလို့ရတဲ့လမ်းလေးဖြစ်တယ်။ဒီနေရာတက်တွေကတော့ဆိုတော့ဒါကကျိုင်းတော်မြို့ရဲ့မြို့အလက်ကောင်လို့ပြောလို့ရတယ်။ဒီဘက်မှာတော့ရဲစခန်းရှိတယ်။ဟုတ်ပြီ။အသေးသေးကိုကျွန်တော်တခြားနေရာတော့ကျွန်တော်ပြီးမှထပ်ပြီးတော့ပြန်ပြပေးမယ်။ကျွန်တော်ခုပြပေးမှာကဖျားကြီးလို့ကျွန်တော်အများကြီးအများစုပြောကြတယ်ဒီဒါဝိုင်းဘက်လေးဒါဒီမှာကျွန်တော်တို့အဝိုင်းဘက်ဒီတစ်ခုပဲရှိမယ်ဒါဖျားကြီးဝိုင်းဘက်နော်ဆက်ပြပေးမယ်ဟုတ်ပြီဒီမှာဒါကကျွန်တော်ဆက်သွားရင်ဒါဘိုင်းလောက်သွားလမ်းရှိရပြင်လေရင်ခွင်းရှိတယ်ဒီဘက်လမ်းလေးမှာဒီဘက်ကိုကျွန်တော်မသွားသေးဘူးနော်ခုကတော့ကျွန်တော်အဝိုင်းကိုပြင်ပတ်လောက်အောင်မယ်ဒါလေးကျွန်တော်နည်းနည်းကြအသေးသေးပြပေးမယ်ဒီဘက်ကိုသွားရင်ကျွန်တော်တို့မိုင်းရန်ကိုသွားတာရှိတယ်โอเคခုနကကြောက်တဲ့ဘက်ကိုဒါကြောက်တဲ့ဘက်ကိုပြန်သွားရလားခုကျွန်တော်ကြောက်တဲ့ဘက်ကိုပြန်လာမယ်ပြီးရင်ကျွန်တော်တခြားနေရာတွေကျွန်တော်ပြန်ပြပေးမယ်โอเคမှာကြောက်တဲ့ပြန်ရောက်ပြီဒါကမြို့အလဲကောင်ဖြစ်တယ်ဒီလမ်းနဲ့ခွဲတော့အခုကျွန်တော်တောင်ကြီးဘက်ကိုသွားရလမ်းကိုကျွန်တော်သွားပေးမယ်ဒါကတောင်ကြီးဘက်ကိုသွားရလမ်းဟိုမှာရက်တော့မှုရှိတယ်ဒါတောင်ကြီးဘက်ကိုဒီတိုင်းတက်သွားရင်ကျွန်တော်တောင်ကြီးဘက်ကိုရောက်မှာဖြစ်တယ်တော့ဘောလုံးငင်းကိုရင်သွားလိုက်မယ်နော်ဘောလုံးငင်းဝင်လို့ရမှာလို့ဝင်လို့ရတယ်ဟုတ်ပြီဒါကဘောလုံးကွင်းဒါကျွန်တော်ပြည်နယ်ဘောလုံးကွင်းဖြစ်တယ်ဒါကကျိုင်းတော်မြို့ရဲ့အသေးကျော်နောင်တုံကန်လို့ပြောကြကျိုင်းတော်မြို့သူမြို့သားတွေကတော့နောင်တုံကန်ဆိုရင်တော့သိကြတယ်နောင်တုံကန်မှာဆိုရင်တော့ဒါလေးကျွန်တော်ပြမယ်နော်ဟွန်နန်ရှိတယ်ဒီဟွန်နန်ကဖူးမိုင်းလောက်တာမကြသေးဘူးပြန်ဖောက်တာလည်းမကြသေးဘူးမနေ့က2024ကမှသူတို့ဖူးမိုင်းလောက်ခဲ့ကြတယ်အထက်ကိုဝင်ကြည့်လို့ရတယ်ပုံမှန်ဆိုတော့သူတို့မဖွင့်ကြဘူးအခုတော့ပိတ်ထားတယ်နော်ဒါနောင်ကမှာဒီဘက်မှာဆိုတော့ကျွန်တော်ရဲ့ဘက်ကဒီမှာဆိုတော့ကျွန်တော်ဒီနေ့လေးမှာဂျင်ကယ်ဖေးရှိတယ်ကျန်တော်မျိုးရဲ့အကောင်းဆုံးကော်ဖီဆိုင်လို့ပြောလို့ရကော်ဖီနဲ့ပတ်သက်ရင်တော့အကောင်းဆုံးပဲမနက်ခင်းဆိုတော့သူတို့ဒီမှာဆိုတော့မနက်ခင်းတော့ညနေခင်းတော့ဆိုတော့ဒီနောင်ကန်လေးကလမ်းလျှောက်တဲ့သူတွေပေါ်တယ်လမ်းမဒီကမ်ပတ်လေးမှာဆိုတော့ဆိုင်ကန်းတွေအရန်ပေါ်တယ်တကယ်လူစီရဲ့နေရာတွေတစ်ခုဖြစ်တယ်โอเคဒါဂျင်ကယ်ဖေးအခုတော့ဆိုင်ပိတ်ထားသေးတယ်ကျွန်တော်လာမနက်အခု6ခွဲပဲရှိသေးတယ်ကျွန်တော်ကောင်းရဲလို့ရအောင်ဆိုပြီးတော့ထွက်လာခဲ့တန်းဂျင်ကယ်ဖေးပေါ့နော်ကျိုင်းတော်မှာဆိုရင်တော့အကောင်းဆုံးကော်ဖီဆိုင်လို့ပြောကြတယ်ဒါကနောင်ကန်လေးပါဟိုမှာဟွန်နန်ရှမ်းတွေရဲ့ဟွန်နန်အဆောင်ရှိတယ်ရှမ်းတွေကဆက်သွားမယ်ဒါကြီးလည်းကျွန်တော်ပြလာအောင်မယ်ဒါကလက်သေးဆိုင်3တက်ထင်တယ်ကျွန်တော်ထင်တာမမှားရင်တော့3တက်မနက်ခင်းကိုသူတို့လေးပြကောင်းရတယ်ညနေခင်းဆိုရင်တော့အဆိုလိုတွေနဲ့ပွဲတွေလုပ်တယ်ဘားတွေရှိတယ်ကျွန်တော်ပြမယ်သူတို့ဒီမှာဖြုတ်ပြလုံးသူတို့ခေါ်ထားတယ်ဒီမှာဖြုတ်ပြလုံးလာမယ်ပေါ့နော်ဒီမှာဖြုတ်ပြပိုင်းပိုစတာရှိတယ်30ရက်နေ့သူလာမယ်လို့ပြောတယ်ဒါကတော့ဒါဒီဇိုင်းလည်းဖွင့်တာမကြသေးဘူးမနေ့က2024လောက်ကမှသူတို့ဖွင့်ထားတယ်မိုက်တယ်ဒါကကျိုင်းတော်မြို့မှာဒေးကြီးရှိတယ်ထဲမှာဒေးရှိရခုတော့စော်တဲ့လူသိမ့်မရှိသေးဘူးဒါကဈေးကြီးပင်နာလေးကနိုင်စီလို့ပြောကြတယ်ကျွန်တော်ခုနိုင်ကြည့်ချင်မယ်6ခွဲကျော်6:35လောက်ဒီဘက်မှာကမြန်မာသေးရှိတယ်ဒီမှာနိုင်တင်ရှိတယ်
ဒီမှာတစ်တပင်တောင်အဲ့ရတာဆိုရှိတယ်တစ်တပင်တောင်ပန်းပြစကန်ဒီပေါ်မှာအရန်လှတဲ့နေရာရှိတယ် prime နဲ့အရန်လှအထက်ထဲမှာဆိုရင်တော့ဒါပေမဲ့ကျွန်တော်အခုကအကြမ်းမြင့်ဆိုတော့မတော်သေးဘူးဒီနေရာကျွန်တော်နောက်မှအသေးစိတ်ပြန်ပြပေးမယ်နော်ဒါကမြို့မစေးဘေးနာလေးကမြို့ပွိုင်းကျွန်တော်ပြန်ပြမယ်မြို့မစေးဟိုမှာမြို့မစေးရှိတယ်မြို့မစေးရှိတယ်ပြီးရင်ဒါကမြို့လေကောင်မြို့ပွိုင်းဖြစ်တယ်ကျန်းတော်မြို့မှာကမြို့ပွိုင်းက2ခုရှိတယ်ဒီမြို့မစေးမြို့ပွိုင်းတစ်ခုရဲ့နောက်ခန်းကန်ဆိုတာရှိတယ်ပြီးရင်ပြပေးမယ်နော်အဲ့ဒီနောက်ခန်းကန်သားလေးကမြို့ပွိုင်းတစ်ခုရှိတယ်ကျန်းတော်မြို့မှာကမြို့ပွိုင်း2ခုရှိတယ်ဒါကမြို့လေကောင်ဟုတ်ပြီကျန်းခုံရောက်ပြီကျန်းခုံကျွန်တော်ကျန်းခုံရမိုးစင်းတိုင်းကိုကျွန်တော်ပြပေးမယ်နော်တဒါဒါကျန်းခုံမိုးစင်းတိုင်းလေးဖြစ်တယ်ဒီကျန်းခုံလေးကဘာလို့နာမည်ကြီးလဲဆိုတော့ကျန်းတော်မျိုးရဲ့အစားတွေအကုန်ရတယ်လို့ပြောလို့ရဒီနေရာလေးမှာကသူကနေကင်းပိုင်းတနာရီ2နာရီ3နာရီလောက်ဆိုတော့အရန်စီရတယ်ဒါပေမဲ့မနေကင်းပိုင်းမှာသူတို့ရောင်းတာမရှိဘူးညနေခင်းမှာသူတို့မရောင်းတော့ဘူးနေကင်းတနာရီကနေ3နာရီလောက်ထိတော့ကောင်းကောင်းရတယ်စနစ်လောက်ဖြစ်မယ်စနစ်ကနေ3နာရီလောက်ထိကောင်းကောင်းရတယ်2019မှာတော့ဆိုင်ကမ်လာအင်ဂျင်နီယာလာတော့တဲ့ဆိုပြီးတော့နာမည်ကြီးသွားသေးတယ်ဒီနားလေးကဒါကျွန်တော်မနက်6နာရီခွဲလာတာဖြစ်လို့လူတော့မရှိကြဘူးနေကင်းမှာဆိုတော့ဒီမှာလူရမ်းစီပါတယ်ဒါကမြို့မစေးရဲ့မြောက်ဘက်ချမ်းဖြစ်တယ်ခုနကကျွန်တော်ပြတာအရှေ့ဘက်ချမ်းမြို့မစေးရဲ့မြောက်ဘက်ချမ်းဖြစ်တယ်သူကရှင်းတော့တောင်မြောက်တော့လို့ရအောင်နော်ဒီမြောက်ဘက်ချမ်းကနေကျွန်တော်ဘယ်တော့မလဲဆိုတော့ကျန်းခုံကျွန်တော်တော့ပြမယ်နော်